Okay ညီဆက်ဘက်က ready ဖြစ်ပြီဟုတ်ကဲ့ကျွန်တော်အတန်ဆင်ပြေလာပါပြည်တယ်ဟုတ်ကဲ့အဆင်ရ Okay ဆိုတော့ငါတို့တွေဒီ AI chat app လုပ်ရင်ဟောဒီသူပြီးတော့ response တွေထဲမှာ message တွေထဲမှာ component တွေပြဖို့လုပ်ရင်လည်းငါတို့စီစဉ်ဖြစ်တာတွေ error ဖြစ်တာတွေဒီမျိုးပြောင်းကြိုးစားတာတွေအဲ့ဒါတွေအကြောင်းနည်းနည်းလေး topic ပွားရအောင်ပေါ့ကွာဟုတ်ကဲ့ကြုံတယ်လို့ပေါ့အခုရှိနေတဲ့အကြောင်းတွေရောဟိုရင်တော့ဖြစ်ခဲ့တဲ့အကြောင်းတွေရောတုံးပြခဲ့တဲ့ဟာတွေရောပြောကြတာပေါ့တစ်ချိန်နဲ့တော့ပြီးတော့မှတော့မဟုတ်ဘူးပေါ့မှတ်တမ်းတင်ထားတဲ့သဘောအနေနဲ့အကြောင်းအရာငါတို့လောက်ခဲ့တဲ့ထားအများကြီးတဲ့နေပြီးတော့မှတရက်ကိုတစ်ချက်နှစ်ချက်လောက်စသဖြင့်အဲ့လိုမျိုးခွက်ထုတ်တော့ပြောကြမယ်နော်ဟုတ်ဆရာဆိုတော့အရင်ဆုံးဟောမေးလိုက်မယ်မင်းငါတို့စပြီးတော့လုပ်ဖြစ်ကြတဲ့အချိန်အဓိကသုံးဖြစ်ကြတဲ့ tools တွေနည်းပညာတွေပြီးတော့အဓိကတော့ငါတို့ Open AI နဲ့ပတ်သက်တဲ့သူ့ရဲ့ API ကိုအဓိကထားပြီးတော့သုံးပြတာဆိုတော့တခြား AI တွေတော့တိတ်မသုံးပြသေးဘူးသူဟာအဓိကထားသုံးပြတာဆိုတော့သူနဲ့ပတ်သက်ပြီးငါတို့အခုလုပ်နေတဲ့ app တွေကိုသူ့ရဲ့နည်းပညာတွေဘာတွေသုံးပြတယ်ဘာတွေအကောင့်ထဲပေါ်ပြတယ်ဆိုတဲ့အကြောင်းလေးတစ်ချက်ဒီဘယ်လိုလဲခေါင်းနဲ့ပေါ်တယ်လို့ပြောချင်ကွာဘာတွေသုံးပြတယ်ဟုတ်ဆရာကျွန်တော်ပထမဆုံး chat application စလုပ်တော့ကျွန်တော်တို့ Open API ရဲ့ Open AI ရဲ့ endpoint ကိုသုံးပြီးတော့ရိုး chat application စဖြစ်တယ်သူရဲ့ response API ကိုသုံးတယ်ပြီးတော့ရင် conversation ဖန်တီးတယ်ပြီးတော့ရင်အမေးဖြေလုပ်တယ်တော့အဲ့ဒါတွေအရင်နဲ့ကျွန်တော်တို့စပြလိုက်တယ်ဆရာပြီးတော့ရင်နောက်တော့ကျွန်တော်တို့အဲ့ဒါနဲ့သွားနေရင်းနဲ့မှာကျွန်တော်တို့ဘက်ကနေပြီးတော့ data တွေနဲ့ user ကိုပြချင်တယ်ပြီးတော့ရင် user assistant ဒီ guide assistant တစ်ခုအနေနဲ့လုပ်ချင်တဲ့အတွက်ကျွန်တော်တို့ functional call တွေပြီးတော့ရင်ဒီ custom pro အနေနဲ့စပြီးတော့ရိုး simple application တစ်ခုစလုပ်ဖြစ်တယ်ဆရာကျွန်တော်အဲ့ဒါနေပြီးတော့ပုံမှန် Open AI ရဲ့ API ကို response API ကိုသုံးပြီးတော့စပြလိုက်တယ်ဆရာဆိုတော့ဒါကပထမဆုံးအစမှာတော့အဲ့ဒါတွေစသုံးပြလိုက်တယ်ဆရာဟုတ်တယ်တော့ငါတို့စပြတော့ငါတို့အရင်ဆုံးငါတို့ရဲ့ documentation ကိုဖြည့်ပေးနိုင်မဲ့ chatbot user menu ရဲ့ chatbot အဓိကလုပ်ဖြစ်တာနော်ဟုတ်တယ်ဆရာအဲ့တော့ဆိုရင်ပထမဆုံး user pro ထဲမှာပဲဒီ user menu တွေကို page ချပြီးတော့ပဲထည့်လိုက်တာနဲ့စပြတာအဲ့ကနေမှနောက်ဆက်ပြီးစဉ်းစားရင်လည်းငါတို့က API နေရှိနေ API က JSON ထုတ်ပေးတဲ့ဟာတွေကိုရအောင်ယူပြီးတော့သူ့ကိုပြန်ဖြည့်ခိုင်းကောင်းပါလေဆိုပြီးတော့ငါတို့စပြတာနော်အဲ့တော့ MCP တွေဘာတွေကလည်းမရှိနေသေးဘူးပေါ်လည်းပေါ်မလာသေးဘူးနော်ဟုတ်တယ်ဆရာ MCP တောင်မှဟို MCP ထိတောင်ကြောင်းမလာသေးဘူးနော်ဆရာဘီတာတော့မထွက်လာသေးဘူး MCP ဆိုပြီးတော့ MCP ဆိုတဲ့ terms ကိုမထွက်လာသေးတာအဲ့တော့ငါတို့လုပ်ဖြစ်နေတဲ့အချိန်တော့နော်ပြီးတော့ထွက်လာတာတော့တော်တော်ကောင်းပါတယ်ငါတို့တော်တော်လေးရှေ့ကိုရောက်သွားသေးတယ်ဘယ်လိုနည်းပညာတွေသုံးပြီးဘယ်လို standard နဲ့ဘယ်လိုထားပြီးတော့အကောင့်ထဲပေါ်မယ်ဆိုတာ AI ကိုလှမ်း feed တဲ့အချိန်မှာအဲ့ဒီ standard တွေအတိုင်း feed လုပ်နိုင်မှုအတွက်တွေပြင်ဆင်လို့ရသွားတာဆိုတော့ရှေ့ကိုတော့တော်တော်ရောက်သွားတယ် software ကတော့ငါတို့ဒီတိုင်းပဲ pro ကြီးတွေအတိုင်းပဲသူ့ထိုးပေးသူ့ကိုပြန်ဖြည့်ခိုင်းအဲ့လိုပဲတုံနေရတာနော်ဟုတ်တယ်ဆရာအဲ့တော့ဆိုရင်ကျွန်တော်တို့ကဒီ structure response ရပြီးသွားရင် functional calling ရပဲသုံးနေဆရာအဲ့တော့ functional calling တော့မှာဒေတာစမသုံးဖြစ်သေးဘူးဆရာ functional calling ပဲအချိန်မှာစသုံးဖြစ်တော့ဆိုတော့ဒီကျွန်တော်ဘက်ကနေပြီးတော့ ERP ဘက်ကနေပြီးတော့ data တွေကို chatbot မှာ support လုပ်ချင်တယ်ပြီးသွားရင် UI မှာ data တွေပြချင်တယ်ကနေစပြီးတော့ functional call စသုံးဖြစ်တာဆရာတော့ functional call သုံးရင်းနဲ့မှနည်းနည်းလေးကြာလာတော့မှ remote model context protocol ဆိုပြီးတော့စထွက်လာတာဆရာဆိုတော့ငါတို့တော်တော် sorry အောင်ပြောလို့ရတယ်နော်အဲ့ဒီ functional call တွေပါလုံးနေဟုတ်တယ်ဆရာဆိုတော့ functional call တွေစလို့တော့ကျွန်တော်ပုံမှန်ဒီလန်သုံးနေတာ structure နဲ့တွားပြတယ်ပြီးတော့ MCP လည်းထွက်လာရောချက်ချင်း MCP server ကိုစပြီးတော့ implement လုပ်ပြသွားတယ်ဆရာအဲ့ဒီချက်ကတော့တော်တော်လေးကောင်းသွားပြီပြောရမယ်ဆိုတော့ MCP server ready ဖြစ်သွားတယ်မကြောက်ဘူးOpen AI နေပြီးတော့ remote MCP ဆိုပြီးတော့ official မဟုတ်ပေမဲ့ဒီတိုင်း feature တစ်ခုနေပေးနေပါလာဆရာOkay ဆိုတော့သူနောက်ပိုင်းသူ့ဟာကိုငါတို့ ਨੇ ထိတ်ဆက်ပြီးသုံးပြကြတဲ့အချိန်မှာငါတို့ဘက်ကတော့ MCP server ဒါပုံမှန်အတိုင်းသူ့ရဲ့ standard အတိုင်း
သက်ဆိုင်ရာ application တွေက MCP server လောက်ကြတာများဆိုတော့ငါတို့လည်း MCP server လောက်ထားတယ်ပေါ့ပြီးတော့တစ်ဖက်ကတော့သူ့ရဲ့ remote MCP နဲ့ချိန်ပြီးတော့တုံးကြတယ်အလုပ်လုပ်ကြတယ်ဆိုတော့အဲ့ဒီမှာငါတို့ခု account ထဲပေါ်ပြကြတဲ့အထက်မှာညီပြောတာတွေဟာကဒါအစောပိုင်းမှာတော့သူ့ရဲ့ API use လုပ်တယ်ပြီးတော့conversation တွေဒါမမေးဖြေတွေလုပ်တယ်ပေါ့ကွာ response တွေယူတယ်ပြီးတော့ session call တွေလုပ်တယ်ပေါ့ MCP ပေါ်လာတော့လေ MCP တိုင်းဖြစ်သွားတာဖြစ်တဲ့အတွက်ပိုပြီးစနစ်တကျသုံးလို့ရလာတယ်ဆိုတော့အဲ့သူ့ရဲ့ဒီ MCP ဘက်ချက်အပြင်ပေါ့နော်နောက်ထပ်သူအဲ့လိုပေးနိုင်တဲ့ tools တွေကဘာတွေရှိလဲအခုလောလောဆယ်ညီစမ်းထားပြီးသားဟာတွေဟုတ်ဆရာဆိုတော့ညီစမ်းထားတဲ့စမ်းထားတဲ့ဟာမှာဆိုရင် API တွေကို list လုပ်ထားတဲ့ API list 2ရှိတယ်ပြီးတော့ရင်အဲ့ API တွေကို console လုပ်လို့ရမယ့် tool တစ်ခုရှိရပေါ့နော်ဘာလို့ tool တစ်ခုကြားတဲ့ကနေပြီးတော့ဒီ API ကို execute လုပ်ဖို့ခံထားလဲဆိုရင်ကျွန်တော်တို့ကဒီ private API တွေကို handle လုပ်တဲ့အချိန်တွေမှာ secret key တွေပါပြီးကျွန်တော်ဘက်ကနေ AI ဘက်ကိုမပေးလိုက်ဘဲနဲ့ကျွန်တော်ဘက်ကနေပဲ manage လုပ်ချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့သူနှစ်ခုခံထားတယ် API list 2လေးရယ်ပြီးတော့ရင် API list ကို execute လုပ်မဲ့2ရယ်နှစ်ခုခံထားရဆရာဆိုတော့ဒါကတော့လက်ရှိလုပ်နေတဲ့ MCP အတွက်2တွေပေါ့ဆရာโอเคလက်ရှိလုပ်နေတဲ့ MCP အတွက်ဆိုတာမှာဒီခုနောက်ပိုင်းသူ beta ကို version ပြောင်းပြီးတဲ့အချိန်ကိုပြောတာလားဒါမှမဟုတ်မပြောင်းခင်အချိန်တွေပြောတာလားမပြောင်းခင်ကလည်းအဲ့ flow လောက်ထားတယ်အခုပြောင်းပြီးသွားတဲ့အချိန်တွေမှာလည်းကျွန်တော်ကအဲ့ flow ဆက်ပြီးတော့ implement လုပ်တာရှိတယ်ဆရာဆိုတော့ဒါကမပြောင်းခင်ကတည်းကအခြေအနေဆရာစစချင်းတော့ကopen AI က open AI ရဲ့ MCP feature စသုံးတော့ကဆိုရင်ကျွန်တော်တို့ရဲ့ application ဘယ်လိုဖြစ်တော့ဆိုရောကျွန်တော်မှာ front chat application ရှိတယ်ပြီးတော့ရင် MCP server ရှိတယ်ဂျာထဲမှာ AI agent ရှိတယ်ဆိုတော့MCP server နဲ့ AI open AI ကိုကျွန်တော် LLM service လို့ပြောလိုက်တော့မယ်ဆိုတော့ LLM service နဲ့ MCP server ချိန်ဖို့အတွက်ကြတော့ဒီ open AI ရဲ့ LLM service ထဲမှာရှိတဲ့ remote MCP ဆိုတဲ့ tool ကိုကျွန်တော်ခေါ်ပြီးတော့သုံးထားတယ်ဆိုတော့အဲ့ချိန်တွေမှာဆိုရင်တော့ဒီ open AI ဘက်ကနေပြီးတော့ဒီ MCP ဘက်ကို MCP feature မှာ limitation မရှိဘူးဟို standard သတ်မှတ်ထားတာမရှိဘူးဆိုတော့ဘာတူးနေသူ့ဘက်ကနေခေါ်သုံးဖို့အတွက်ပဲစီစဉ်ထားတာဆိုတော့အဲ့ချိန်တွေကလေးကကျွန်တော်ကAPI အတွက် list လုပ်ထားတဲ့2ရယ်အဲ့ list လုပ်ထားတဲ့2တွေက data ကိုသုံးပြီးတော့ execute လုပ်ရမယ်2ရယ်စီစဉ်ထားတယ်ဆရာဆိုတော့အခု open AI ဘက်ကနေပြီးတော့ဒီအစား remote MCP ဆိုတဲ့ feature က announce လုပ်ထားတာမဟုတ်ဘဲ remote MCP ဆိုပြီးတော့ building tool တစ်ခုအနေနဲ့လုပ်ထားတယ်အခုဒီ connector and MCP ဆိုပြီးတော့ပါလာတဲ့အခြေအနေမျိုးမှာသူကကျွန်တော်ဆောင်းတာသုံးခဲ့တဲ့ဒီ tool list ရယ်ပြီးတော့ရင် execute လုပ်တဲ့ဟာရယ်အတိုင်းကုန်မှာသူကပါလာတော့ဆိုတော့set ရယ် fetch ရယ်ဆိုပြီးတော့ standard tool နှစ်ခုမဖြစ်မနေပါတာထည့်ပြရမယ်ဆိုပြီးတော့ပါလာဆရာopen AI ရဲ့ MCP connector ကိုသုံးမယ်ဆိုရင်တော့ဒီtwoနှစ်ခုလုံးပြမနေထည့်ပြရမယ်ဆိုပြီးတော့ standard ချလုပ်လာဆရာ Okay မင်းအဲ့ဒါနဲ့ပတ်သက်ပြီးမင်းဘယ်လိုခံစားရလဲဘယ်လိုခံစားရလဲဆိုတော့ support လုပ်လာတာတော့ကောင်းနေဆရာသူ့ဘက်ကနေပြီးတော့ building support လုပ်လာတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဘက်ကတော့စက်တာပါတယ်ဒါပေမဲ့ကျွန်တော်ပထမဆုံးစပြီးတော့တယောက်တည်းတိုင်ဘက်ပြီးလုံးနေနေပြီးသွားပြီဆိုတော့မှMC ဘက်ကနေပြီးတော့တိုင်နှစ်ခုပါလာပြီးနှစ်ခုမဖြစ်မနေထည့်ပြရမယ်ဆိုပြီးတော့ပါလာတော့ဟာလောက်လိုက်တာပြန်ပါသွားတာပေါ့စိုးသွားလာပေါ့အဲ့လိုမျိုးတော့ခံစားလိုက်ရတယ်ဆရာတယောက်တည်းအကျဉ်းဆုံးစလုံးပြီးသွားအောင်အေးပါဒါပေမဲ့ထူးဆန်းနေနော်ဟုတ်တယ်ဆရာထူးဆန်းနေဆိုရင်ဆက်ဘက်ကခံစားချက်ပေါ့နော်အဲ့ဒါဟိုပါပေါ့ခုနကကြီးပြောသလိုပဲပြီးသွားလို့လည်းပျော်တယ်ပျော်ပြီးမဲ့လည်း तू ကပါလာတော့လည်းစိတ်ညစ်တယ်စိတ်ညစ်ပြီးမဲ့လည်းပျော်ပြန်သေးတယ်သိတယ်မလား miss feeling ကြီးကွာဘာကြောင့်လဲဆိုတော့ကိုရီလုံးဖြစ်သွားတယ်ရနေပြီပေါ့ရနေပြီမှာ तू ကမှကိုရနေတဲ့ format က तू နဲ့တကယ်ကို account ထဲပေါ်လို့ရနေပြီးတော့ကိုရီလည်း launch လုပ်လို့ရတော့မယ့်အချိန်ကြတော့မှရနေတဲ့ဟာကို तू ပြောင်းပလိုက်တယ်ပြောင်းပလိုက်တဲ့ဟာကိုမှပဲကိုရတဲ့ဟာတိုင်း तू ကရအောင်လုပ်ပြလိုက်တယ်အဲ့လိုပါလာတာကောင်းတယ်လက်ခံတယ်ဒါပေမဲ့လည်းအရင်ကို account ထဲပေါ်ထားတဲ့ဟာကြီးကအလုံးမလုံးတော့ဘူးစားဆုံးတော့မဟုတ်ပေမဲ့လည်းတော်တော်များများကြီးပြင်ပြီးတော့လုပ်အောင်လည်းဖြစ်သွားတယ်ဆိုတော့သိရမလား miss feeling ကြီးကောင်းတာတွေရောမကောင်းတာတွေရောပျော်တာတွေရောမပျော်တာတွေအဲ့လိုမျိုးကြီးခံစားရတယ်ပေါ့ဒါတစ်ဖက်က
ကိုယ်တိုင်လောက်တဲ့လူအနေနဲ့တော့မဟုတ်ပဲね user တယောက်အနေနဲ့ဟောပေါ့ user ဆိုတာတက်ဘယ်လိုပြောမလဲဒီပေါ့တရားကိုအတူတူ implement လုပ်ကြတဲ့ထဲက product ရဲ့ manager အပိုင်းရပဲဆိုကြပါစို့ဒါတိုက်ရိုက်ရေးတဲ့လူမဟုတ်နေဘူးကွာပြောချင်တာသိရမလား team member တယောက်တော့ဟုတ်တယ်ရေးတဲ့လူမဟုတ်တဲ့လူတယောက်ရဲ့ခံစားချက်ကတော့အဲ့လိုမျိုးကြီးဖြစ်နေဆိုတော့မင်းခံစားချက်ကဘယ်လိုမျိုးဖြစ်တယ်ပေါ့နော်တီးချင်တယ်ဟုတ်ဆရာဘယ်လိုပြော technical point ဘက်ကကြည့်ရင်တော့ဟိုဒါမဖြစ်မနေဒါ pain point တူတူပဲပေါ့တူတူခံစားမိရောငါလည်းပဲသူနဲ့တူတူ pain point ခံစားမိထားတာပဲပေါ့တပြိုင်တည်းခံစားမိရယ်ဆိုတော့သူဘက်ကနေလည်း officially support ပြီးတော့ငါလုပ်တဲ့ feature မှန်မလားပေါ့နော်အဲ့လိုတော့အဲ့ဒါကတော့ကောင်းတဲ့ဘက်ကနေခံစားမိလိုက်တယ်ပေါ့နောက်တစ်ခုကကျတော့လေအချိန်ပေးပြီးသွားတော့မှရတယ်ဆိုရင်ကိုက consume လုပ်မယ်ဆိုရင်တော့နှစ်နှစ်ဆောင်းလိုက်ရင်ဒီ feature ရလာအောင်ပဲဒါပေမဲ့ကိုကအဲ့အတွက်အချိန်လေးကိုကိုယ်တိုင် develop လုပ်ပြီးတော့လုပ်လိုက်ရတယ်ပေါ့ဆရာအဲ့လိုတော့ခံစားလိုက်ရတယ်ဒါပေမဲ့လည်းပြန်တွေ့ကောင်းတဲ့ဘက်ကပဲပြန်တွေ့ကြည့်မယ်ဆိုရင်တော့လေအတွေ့အကြုံတွေအများကြီးရလိုက်တယ်ပေါ့ကိုကဒီ feature ကိုဘယ်လိုလုပ်လဲdeep တည်ထားတော့တုံးရတဲ့နေရာမှာတော့ဘယ်လိုပြောမလဲတေးစကားနားလည်ပြီးတော့ယုံကြည်မှုရှိဒီ feature ကိုတုံးရတာပိုကောင်းသွားတာပေါ့ဆရာဘယ်လိုလုပ်လဲဆိုတာသိလာတော့အဲ့မှာနောက်တစ်ခုဘာခံစားရလဲကြောက်တဲ့ကိစ္စပါပါတယ်ကြောက်တာကြောက်တယ်လို့ဒါတလုံးနဲ့တစ်ခုလည်းပြောလိုက်ပြီမယ်အကြောင်းအရာတွေအများကြီးပေါ့မှာကြောက်တဲ့ကိစ္စတွေခံစားရတယ်ပထမဆုံးတစ်ခုအနေနဲ့ကတော့သူ့ပေါ်ကိုကတော်တော်ကြီးကိုတပန်းဖြစ်နေပြီးတော့လေသိမလားသူပြုသမျှလုပ်ပြီးတော့သွားမယ်ပုံစံမျိုးသူ့ဘက်ကတစ်ခုခုဟိုလုပ်ပြီးဆိုရင်ကိုတစ်ဖက်က develop လုပ်ထားသမျှ system အားလုံးကလုံးဝ0အလုံးမလုပ်တဲ့အခြေအနေမျိုးဖြစ်သွားတာအပိုင်းလေးတစ်ပိုင်းနဲ့အလုံးမလုပ်တာမျိုးမဟုတ်ဘူးပါသိရမလားအဲဆိုတော့ဟုတ်တယ်ဆရာအဲ့တခုရှိတယ်နောက်ထပ်ကြောက်တဲ့ဟာတွေတခုကဘာလို့ဆိုတော့သူကလည်းအဲ့လောက်ထိလောက်လာနိုင်ပြီးတော့အကုန်လုံးကိုဒီချက်တွေတကယ်ကိုရေးကြည့်ပြီးတော့ gateway ချက်တွေလို့လည်းပြောလို့ရတာပေါ့နော်အဲ့ဒါတွေလည်းရှိနေပြီးတော့နောက်ကတခြား feature တွေကလည်းသူကအဲ့လိုပဲ implement လုပ်ပြီးတော့ဒီသက်ဆိုင်ရာ linkin တို့ဘာလို့ Reddit တွေထဲမှာရောအဲ့လိုမျိုးတချို့လောက်ထားတဲ့ application လေးတွေက ChatGPT မှာဘေးလင်လိုမျိုးကိုပါလာတဲ့ဟာမျိုးလေးရှိတယ်ကွာအဲ့လိုမျိုးဆိုတော့လုံးဝကြီးကို तू ကအရာအားလုံးကို तू ကလိုက်ပြီးတော့ဝါမျိုးနေတယ်လို့ကိုခံစားပြီးကြောက်တာကြီးလည်းပါတယ်ပေါ့နော်ဆိုတော့ဟုတ်တယ်ကြောက်တဲ့ကိစ္စကလည်းတော်တော်ဖိတ်နေဖြစ်သွားပါတည်မလားလူစိတ်ထဲဟုတ်တယ်ဆရာတေးကြတာတခုကတော့သူတို့ကတော့လက်လန်းမိတဲ့များ feature တွေသူတို့ထဲမှာထည့်လိုက်ရတဲ့ feature တွေတော့ပါလာမှာပဲဆရာအခုတော့ AI agent တွေ AI assistant feature တွေတော့မှ beta version တွေနဲ့ documentation မှာ support လာတွေ့ရဆရာဆိုတော့တေးကြတာတခုကတော့လက်လန်းမိတဲ့ feature တွေဆက်ပါလာမယ်ပြီးတော့ company အငယ်လေးတွေက same feature သူတို့လုပ်နိုင်တဲ့ feature တာလုပ်နေမယ်ဆိုရင်တော့သူတို့ကတော့ဒီဟာတွေကို support ပေးလာတဲ့အချိန်မှာတော့နည်းနည်းတော့မျက်ခုံးလုပ်မယ်ထင်တယ်နော်တခုပဲ business model ကောင်းတော့ကျန်ခဲ့မယ်ထင်တယ်ဟုတ်တယ်customer base ကိုထိနိုင်ပြီးတော့အဲ့လိုမျိုးကောင်းရင်တော့ကျန်ခဲ့မှာပေါ့နော်ဟုတ်တယ်အရင်တော့ငါတို့ဟိုပါပေါ့နော်ဒီ AI တွေဘာတွေမပေါ်ခင်ကဒီ industry မှာဆိုလို့ရှိရင် software development တွေလုပ်ကြတယ် product development တွေလုပ်ကြတယ်အဲ့လိုပဲတချို့ကြတော့လဲ product development တွေလုပ်တော့ပဲねသူက integration tools တွေကိုပဲလုပ်ပြီးတော့အောင်မြင်လာကြတဲ့ company တွေလည်း